ဟယ်လိုအားလုံးပဲမင်္ဂလာပါဂျူဂျီဗီလောကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကတော့မော်လမြိုင်မှာရှိတဲ့တောင်ဝိုင်းတောင်ကိုမနက်ခင်းမှာလာတက်တာဖြစ်ပါတယ်ကဲကျွန်တော်လည်းအတူတူတောင်ဒိတ်ထီအောင်လိုက်ခဲ့ပါဦးမနက်ခင်း၄နာရီလောက်အဲ့ရကနေထားလာပြီးတော့ကျွန်တော်ကိုလက်တွေတန့်စင်ပြီးတဲ့အခါမှာမနက်စောစောမော်လမြိုင်ကတောင်ဝိုင်းတောင်ကိုသွားတက်ကြမဲ့ဘော်ဒါတွေရှိတဲ့နေရာကိုကျွန်တော်ထွက်လာခဲ့ပါတယ်မနက်9 နာရီကိုမူတော်ကနေထွက်ကြဖို့ကျွန်တော်တို့တွေစီစဉ်ထားကြပါတယ်ကျွန်တော်တို့တွေလူစုနေကြပါတယ်လူလဲစုံပြီးမနက်လဲ9 နာရီထိုးပြီးဆိုတော့ကျွန်တော်တို့တွေမော်လမြိုင်တောင်ဝိုင်းတောင်ဘက်ကိုခရီးဆက်ကြပါမယ်မနက်9 နာရီနဲ့မိနစ်50မှာကျွန်တော်တို့တောင်ချီကိုစရောက်တယ်တောင်ချီမှာကားထားပြီးတော့အခုကျွန်တော်တို့စတက်နေပါပြီတောင်ဝိုင်းတောင်မနက်9 နာရီ 50ဆိုတော့နေတော့မထွက်သေးဘူးထင်တာပဲ9 နာရီနဲ့ 54 မိနစ်မှာနေထွက်မယ်လို့ပြောတယ်အခုကတော့9 နာရီနဲ့ 53 မိနစ်တောင်ချီမှာပဲရှိနေသေးတယ်ဆိုတော့နေထွက်တာတော့တောင်ပေါ်ရောက်မှာပဲမြင်ရမှာထင်ပါတယ်တောင်ဝိုင်းတောင်ကတော့မော်လမြိုင်မြို့နဲ့အနီးအနားလေးမှာပဲရှိနေတာဖြစ်တဲ့အတွက်ကြောင့်အခုသွားတက်တဲ့အချိန်မှာလည်းဒီတောင်ဝိုင်းတောင်တက်တဲ့မော်လမြိုင်မြို့ကန်တွေနဲ့အများကြီးတော့ပြည့်နေတာပေါ့နော်ဆောင်းတွင်းလည်းရောက်ပြီဆိုတော့ကျွန်တော်တို့လမ်းတစ်ဖက်တစ်ချက်မှာတော့တောပန်းကလေးတွေကတော့စပွင့်နေပါပြီမော်လမြိုင်တောင်ဝိုင်းတောင်ကတော့တောင်ပေါ်အထိကိုကျွန်တော်တို့ကားလမ်းပေါက်ပါတယ်လှေကတစ်တွေနဲ့တက်လို့ရတဲ့လမ်းလည်းရှိတယ်ဆိုပေမဲ့လည်းကျွန်တော်တို့တွေလည်းကားလမ်းကနေပဲတက်ခဲ့ကြပါတယ်ဆောင်းတွင်းဆိုတော့ကြည်လင်နေတဲ့ကောင်းကင်ကြီးရဲ့အောက်မှာရှုခင်းလေးတွေကိုကျွန်တော်တို့တွေအေးဆေးဆေးကြည့်ရင်းနဲ့မော်လမြိုင်တောင်ဝိုင်းတောင်ကိုကျွန်တော်တို့တက်ခွင့်ရခဲ့ပါတယ်ကဲအဲ့ဒီတော့တောင်ထိပ်ကြီးရအောင်ကျွန်တော်တို့အဖွဲ့နဲ့အတူတူလိုက်ခဲ့ကြပါအောင်ဗျမော်လမြိုင်တောင်ဝိုင်းတောင်ကိုတက်ရင်လည်းအခုကျွန်တော်ဗီဒီယိုမှာပြထားတဲ့နေရာလေးကိုရောက်ပြီဆိုရင်တော့ဒါခရီးလမ်းတစ်ဝက်လောက်ရောက်နေပြီလို့သတ်မှတ်လို့ရပါတယ်မနက်ခင်းတောင်တက်ကြတဲ့လူတွေကတော့အခုဗီဒီယိုမှာမြင်ရတဲ့အတိုင်းပဲလူပြတ်တယ်လို့ကိုမရှိဘူးဗျဒီနေရာလေးကတော့အုံ3ပင်တောင်ဘက်ကိုသွားရတဲ့အဝင်ဝနေရာလေးဖြစ်ပါတယ်ကျွန်တော်တို့တွေကတော့တောင်ဝိုင်းတောင်ပဲတက်ကြမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဘက်ခြမ်းကိုတော့ကျွန်တော်ဒီနေ့ခီးစဉ်မှာတော့မသွားဖြစ်လိုက်ပါဘူးဗျတောင်ထိပ်အထိကိုကားလမ်းပေါက်တာဖြစ်တဲ့အတွက်ကြောင့်စက်ဘိန်းနဲ့တက်ကြတဲ့လူတွေကိုလည်းကျွန်တော်တို့တွေတွေ့ရပါတယ်မနက်ခင်းမှာအလုပ်လည်းရှိတယ်အချိန်သိမ့်မရတာဖြစ်တဲ့အတွက်ကြောင့်တောင်ညိုတောင်ဘက်ကိုလည်းကျွန်တော်တို့တွေမသွားဖြစ်ခဲ့ပါဘူးကျွန်တော်တို့တက်လာတာ6 နာရီနဲ့မိနစ် 20ရှိပါပြီ
ရောက်ခံနေပါပြီလမ်းမြင်နေရပြီတောင်ထိပ်ကိုဒီနေရာလေးကတော့ရွှေကြက်ကြကျောင်းရှိတဲ့နေရာလေးဖြစ်ပါတယ်ဒီနေရာလေးကိုဖြတ်သွားပြီးတော့ကျွန်တော်တို့ဂုံးလေးတစ်ကုန်းကိုကြော်ပြီးပြီဆိုရင်တော့တောင်ဝိုင်းတောင်ထိပ်ကိုလှမ်းမြင်ရပါပြီအခုမနက်6နာရီခွဲပါမနက်6နာရီခွဲမှာကျွန်တော်တို့တောင်ထိပ်ကိုရောက်ပါပြီလို့စုစုပေါင်းနိုင်ခွက်နဲ့9မိနစ်35မိနစ်တောင်တက်လိုက်ရပါတယ်နေတော့ထွက်နေပြီနခင် sunrise လေးနဲ့နေအောင်ကြီးလေးနဲ့မနခင်နဲ့ကောင်းကင်ပြပြနဲ့စောင်းလေးလေးနဲ့အရမ်းမိုက်အခုမနက်6နာရီခွဲပါနေရတော့မကုတ်ဆောင်ရရဲ့အပေါ်နားလေးကိုတော့တက်လာပြီပေါ့နော်အဲကျွန်တော်တို့တောင်ထိပ်ကနေပြီးတော့လှမ်းမြင်ရတဲ့ view လေးဖြစ်ပါတယ်တောင်ထိပ်ကိုကျွန်တော်တို့အဖွဲ့တွေရောက်ပါပြီတောင်ထိပ်မှာရှိနေတဲ့ရှုခင်းလေးတွေကိုကျွန်တော်တို့အဖွဲ့နဲ့အတူတူလိုက်ကြည့်လိုက်ကြပါအောင်တောင်ဝိုင်းတောင်ပေါ်ကဘုရားပါဘုရားနာမည်ကတော့ငြိမ်းချမ်းသစ္စာတောင်ဝိုင်းတောင်ပေါ်ကိုရောက်ပါပြီမနက်6နာရီခွဲပါစပိတ်ကျွန်တော်တို့စောင်းလေးတစ်ဖြူဖြူနဲ့တော်တော်လေးအေးချမ်းရှိတဲ့နေရာလေးဖြစ်နေပါတယ်။ဟုတ်ရှယ်ပဲ။အားထပ်နေ။အမညောင်းမယ်။အခုတောင်ဝိုင်းတောင်ထိပ်မှာပါ။အခုဒါလေးကတော့ကျွန်တော်တို့တောင်ထိပ်ကနေပြီးတော့မော်လမြိုင်မြို့ယူလမ်းမြင်ရတဲ့နေရာလေးဖြစ်ပါတယ်။ဒီမှာတော့ကျွန်တော်တန်လန်တတာအဲ့လိုမြစ်ကြီးဆောင်းလေးတစ်ဖြည်းဖြည်းနဲ့တော်တော်လေးနေလို့ကောင်းပါလေအဲ့လိုကျုပ်ကြီးတရားတောင်ဝိုင်းတောင်မော်လမြိုင်တောင်ဝိုင်းတောင်ထိပ်မှာရောက်နေတာပါအနောက်မှာတော့မော်လမြိုင်မြို့ကြီးဖြစ်ပါတယ်ဒီနေ့အတွက်မနက်ခင်းအားကစားလေးပါနော်ဆောင်းလေးတစ်ဖြည်းဖြည်းနဲ့
တောင်ထိပ်မှာနိုင်ဝက်လောက်နေပြီးတော့ကျွန်တော်တို့တွေ group photo လေးတွေရိုက်ကြပါတယ်group photo လေးလည်းရိုက်ပြီးပြီတောင်ထိပ်မှာလည်းကျွန်တော်တို့နေလို့ဝပြီဆိုတော့ကျွန်တော်တို့တွေ6နာရီနဲ့မိနစ်50လောက်မှာတောင်ထိပ်ကနေပြီးတော့ကျွန်တော်တို့တွေပြန်ဆင်းကြပါတယ်နော်ဘိုက်ကြသွားတယ်သူကကြည့်ရတယ်ဒီလိုမဟုတ်ပါဘူးမနက်9နာရီခွဲမှာတောင်ချီကိုပြန်ရောက်ပါပြီဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်တစ်ခါမှပြန်တွေ့တာပါ peace